ညဘောတော့ယူယော哦ည哦မင်္ဂလာပါဒီနေ့ကတော့ကိုယူစရာကောင်းတဲ့နေ့ပေါ့နော်မင်းတို့တင်နန်းဆိုတဲ့အခက်အခဲတစ်ခုကိုကြော်ဖြတ်သွားပြီးတော့အောင်မြင်စွာပြီးဆုံးသွားတဲ့ရဲဘော်တွေကိုအထူးပဲကျေးဇူးတင်တယ်တင်နန်းတစ်ခုကိုနံပါတ်1တက်ဖို့စဉ်းစားတယ်ဆိုတဲ့ဟာမင်းတို့ရဲ့အခြေခံစိတ်ကိုလေးစားတယ်အဲ့တော့တင်နန်းကခက်ခဲတဲ့ကြမ်းတမ်းတယ်ခက်ခဲမှုကြမ်းတမ်းမှုတွေအကုန်လုံးကိုအောင်မြင်စွာဖျက်ကျော်နိုင်ပြီးတော့မှဒီနေ့တနန်းစင်ပွဲထိမင်းတို့စိတ်သက်ခံခိုင်မာမာနဲ့အမိန့်နာခံမှုအားကောင်းစွာနဲ့လိုက်လုပ်ပြီးတော့အောင်မြင်စွာတနန်းစင်သွားတဲ့အတွက်လည်းကျေးဇူးတင်တယ်အဲ့တော့တနန်းဆိုတာကတော့ဒါလက်တွေ့မဟုတ်ဘူးသင်ခန်းစာများတာဖြစ်တယ်အဲ့ဒီသင်ခန်းစာတွေကိုမင်းတို့မမေ့မလျော့ပဲနဲ့မင်းတို့တိုက်ပွဲတွင်းမှာအကောင်းဆုံးအသုံးချပါသင်တန်းမှာသင်ပေးလိုက်တဲ့ဆောင်းရံရှောင်းရံအချက်လက်တွေလူမှုပေါ်ဆက်ဆံရမယ့်အချက်လက်တွေတပ်ဖွဲ့ဝင်ချင်းချင်းဆက်ဆံရမယ့်အချက်လက်တွေဒီဟာတွေအကုန်လုံးကိုလည်းမင်းတို့အုံနောက်ထဲမှာရောနှလုံးသားထဲမှာရောနာခံပြီးတော့အနာဂတ်နိုင်ငံတော်ကိုပုံဖော်ပါလို့ပြောခြင်းတယ်နောက်တစ်ခုကငါတို့အလံတော်ပေါ်သစ္စာပြုခြင်းအဲ့တော့အလံတော်ပေါ်သစ္စာပြုတယ်ဆိုတာငါတို့နှလုံးသားနဲ့တော့၎င်းဥထိပ်ပတ်ဆွေးတော့၎င်းဒါငါတို့နှလုံးသားထဲမှာရောအုံနောက်ထဲမှာရောဆွဲမြဲမြဲအလံတော်ပေါ်မှာသစ္စာရှိရမယ်အဲ့တော့အလံတော်ဖြစ်တည်လာခြင်းကလည်းလူထုလွတ်မြောက်ရေးဆိုတဲ့သဘောတရားနဲ့ဖြစ်တည်လာတာဖြစ်တဲ့ကြောင့်မို့ဒီလူထုလွတ်မြောက်ရေးပေါ်မှာမင်းတို့နှလုံးသားထဲမှာရောအုံနောက်မှာရောဆွဲမြဲမြဲသစ္စာရှိရမယ်အဲ့တော့ Federal ပြည်ထောင်စုလို့ငါတို့သတ်မှတ်ထားတယ်ဆိုရင်မင်းတို့က Federal ပြည်ထောင်စုနဲ့ညီတဲ့အလုပ်တွေလုပ်ရမယ်အဲ့တော့ငါတို့ပထဝီအနေနဲ့ပြောမယ်ဆိုရင်တော့မြန်မာနိုင်ငံဆိုပြီးတော့မှသတ်မှတ်ထားတဲ့ border line အတွင်းမှာရှိတဲ့မြည်သည့်ပြည်သူလူထုမဆိုဒီစစ်အာဏာရှင်စနစ်အောက်ကလွတ်မြောက်ဖို့ကငါတို့ရဲ့အဋ္ဌိမရည်မှန်းချက်ဖြစ်တယ်အဲ့တော့နေရာဒေသမခွဲခြားဘဲနဲ့ငါတို့ရောက်ရှိရာဒေသငါတို့လွှမ်းမိုးရာဒေသမှာရှိတဲ့လူထုတွေဟာစစ်ကောင်စီလက်အောက်မှာနေထိုင်ရသလိုစစ်ကောင်စီဆက်ဆံခံရသလိုမဆက်ဆံခံရဘဲနဲ့သူတို့ပျော်ပျော်ရွှင်ရွှင်စိတ်နှလုံးချမ်းမြေ့စွာနဲ့နေထိုင်နိုင်ဖို့ဟာငါတို့ရဲ့အဓိကတာဝန်ဖြစ်တယ်အဲ့တော့ပထဝီနိုင်ငံရေးဆိုတာကအချိန်တန်ကြလို့ရှိရင်လူကြီးတွေဆွေးနွေးရမယ့်ကိစ္စဖြစ်တယ်ငါတို့ကိစ္စကမြမမြေမြည်သည့်နေရာမှာမဆိုစစ်ကောင်စီစနစ်အောက်ကနေလွတ်မြောက်ဖို့ဟာငါတို့ရဲ့အဋ္ဌိမရည်မှန်းချက်ဖြစ်တယ်ဆိုတဲ့စကားနဲ့အညီငါတို့ဒါကိုငါတို့လှုပ်ဆောင်ရမယ်အဲ့တော့ social media မှာပြောသလိုငါတို့ကရင်ခွေးလည်းမဟုတ်ဘူးကရင်နွားလည်းမဟုတ်ဘူးကရားခွေးရောကရားနွားလည်းမဟုတ်ဘူးငါတို့ကလူထုလွတ်မြောက်ရေးကိုလုပ်နေတဲ့ပရဟိတစစ်သားတွေဖြစ်တယ်လူထုဆိုတာမြန်မာနိုင်ငံတွင်းမှာရှိတဲ့လူထုကိုပြောတာအဲ့တော့နိုင်ငံဆိုတဲ့စကားကိုပြောလို့ရှိရင်ပထဝီ area သတ်မှတ်ချက်ရှိရမယ်အဲ့တော့ပထဝီ area သတ်မှတ်ချက်အတွင်းမှာနေထိုင်တဲ့ population လူဦးရေရှိရမယ်အဲ့ဒီလူဦးရေတွေအကုန်လုံးပါမှငါတို့နိုင်ငံဆိုတာကိုဖြစ်တာအဲ့ဒီလူဦးရေကိုမဆောက်ရှောက်ဖဲနဲ့ဒီမြေဒီရေကိုငါတို့လွတ်မြောက်အောင်လုပ်မယ်ဆိုတဲ့စစ်ကောင်စီရဲ့စကားအတိုင်းဒီလူထုကိုလွတ်မြောက်အောင်ငြိမ်းချမ်းအောင်တိုးတက်အောင်ဖွံ့ဖြိုးအောင်ဘာမှမလုပ်ဖဲနဲ့ဒီမြေကြီးကိုဆောက်ရှောက်နေလဲမင်းတို့ကခြံဆောက်ပဲဖြစ်မှာပဲသဘောပေါက်လားမင်းတို့ခြံဆောက်ပဲဖြစ်မှာအေးအဲ့တော့စစ်ခွေးလို့ခေါ်ရခြင်းအကြောင်းရင်းကခွေးကခြံအောင်ပဲဆောက်တတ်တယ်သဘောပေါက်လားအဲ့ဒါကြောင့်မို့စစ်ခွေးကဒီပထဝီကိုပဲသူတို့စောင့်တယ်လို့သဘောထားရှိပေမဲ့ဒီပထဝီတွင်းမှာနေတဲ့လူထုကျတော့ခွေးလို့လိုက်ဟောင်းနေလို့ငါတို့စစ်ခွေးလို့ခေါ်တာအဲ့တော့မင်းတို့ကလည်းဒီမြေဒီရေလေးမှာလွတ်မြောက်ဖို့စ조사နေတယ်ဆိုပြီးတော့မှဒီလူထုကိုလှည့်မကြည့်ဘူးငါတို့ကကရင်ကိုပြစ်ထားမယ်ရှမ်းကိုပြစ်ထားမယ်ဆိုပြီးတော့မှမင်းတို့လူမျိုးရေးနဲ့ဘာသာရေးသဘောတရားကအစိုးရောက်နေတယ်ဆိုရင်မင်းတို့ခွေးဖြစ်မှာပဲသိတယ်အဲ့ဒါကြမှာမင်းတို့ကယူနီဖောင်းဝတ်ပြီးတော့မှခြံအောင်စောက်တယ်မင်းတို့လည်းစစ်ခွေးဖြစ်သွားလိမ့်မယ်အဲ့တော့ငါတို့ကနိုင်ငံတော်လွတ်မြောက်ဖို့ဆိုတဲ့နေရာမှာနိုင်ငံတော်အတွင်းမှာရှိတဲ့လူထုရဲ့လွတ်မြောက်ခြင်းသဘောတရားကိုဆောင်ရမှာဖြစ်တဲ့အတွက်ကြောင့်မို့မင်းတို့နေရာဒေသခွဲခြားစရာမလိုဘူးသဘောပေါက်လားအဲ့တော့ငါတို့ဒီနေ့သင်တန်းဆင်းပွဲမှာမင်းတို့အထူးမှာကြားစရာတော့မရှိဘူးမင်းတို့သင်တန်းဆရာတွေလည်းမင်းတို့တောက်လျှောက်မှာကြားခဲ့ပြီးပြီဆိုတော့အဲ့တော့ပြောပြချင်တာကမင်းတို့စိတ်ကိုခိုင်ခိုင်ထားပါနော်မင်းတို့တပ်ဖွဲ့ဝင်ဖြစ်လာတဲ့အခါကြောင့်လို့ရှိရင်ဒီ justice soldier ကမင်းတို့အိမ်ပဲအဲ့တော့ဒီအိမ်အမိုးပေါက်တာဒီအိမ်တောက်နေတာဘာညာအားလုံးကမင်းတို့နဲ့ဆိုင်တယ်
အဲ့တော့အမိုးပေါက်ရင်မင်းတို့ကရှောင်ထွက်သွားမှာမဟုတ်ဘူးဒီနေရာလေးကငါတို့မိုးဆိုတယ်ကွာမိုးမဆိုတဲ့နေရာကိုငါတို့သွားမယ်ဆိုပြီးတော့မင်းတို့ရှောင်ထွက်သွားမှာမဟုတ်ဘူးဒီနေရာကအမိုးပေါက်နေတယ်ကွာဒီမိုးကိုငါဖားမယ်ဆိုပြီးတော့မှမင်းတို့အဲ့လိုစိတ်ရှိရမှာဒီနေရာကတောက်နဲ့နေတယ်ကွာဒီတောက်ကိုငါပြင်မယ်ဆိုတော့စံသားရှိရမှာအဲ့တော့ဒီအိမ်အတွင်းမှာနေထိုင်တဲ့ငါတို့အိမ်သူအိမ်သားတွေကဒီအိမ်လေးကိုတောက်မနဲ့အောင်အမိုးဖားပြီးတော့မှပြင်ဆင်ပြီးနေထိုင်မှဒါရာသီဥတုဒဏ်ကိုခံနိုင်မှာပေါ့အဲ့လိုသဘောတရားအတိုင်းပဲဂျက်စစ်ဆိုဂျာကအားနည်းချက်တွေရှိတယ်ဂျက်စစ်ဆိုဂျာကစီကန်းတွေကမင်းတို့အတွက်အနိုင်ကျင့်မှုတွေရှိတယ်တိုးတော်လူထုအတွက်ဟိုမလုံခြုံမှုတွေရှိတယ်မင်းတို့အတွက်မလုံခြုံမှုတွေရှိတယ်ဆိုရင်မင်းတို့ကိုယ်တိုင်ဝိုင်းပြင်ရမှာသဘောပေါက်လားအဲ့တော့ဟိုအဝေးကိုရောက်သွားပြီးမှကိုတက်ဖွဲ့မကောင်းကြောင်းနေပြန်ပြောနေတာကအပြုတ်သဘောမဆောင်ဘူးမကောင်းဘူးထင်မင်းတို့တခါတည်းပြင်ဒါမင်းတို့အိမ်သဘောပေါက်လားအဲ့တော့မကောင်းဘူးထင်မင်းတို့တခါတည်းပြင်မင်းတို့မှာပြင်ဆင်ခွင့်ရှိတယ်ထောက်ပြခွင့်ရှိတယ်ဝေဖန်ခွင့်ရှိတယ်နော်